ရှေ့ပိုင်းကန်ရင်ထောင်ကြလားတဲ့ဟဲရှေ့ပိုင်းကန်တာထောင်ကြစီရလားပြောတာဆိုင်တယ်နော်ဆိုင်ရဲ့ရှေ့ပိုင်းကိုပြောတော့တခြားရှေ့ပိုင်းကန်နေဆိုတော့မသိဘူးဆိုင်ရဲ့ရှေ့ပိုင်းကန်တာတော့ထောင်ကြစီအကြောင်းဘာမှမရှိဘူးနော်လာကန်ပြီးစမ်းပါဟဲနော်တရက်ငါပဲကန်ပြရတာပြင်ပန်းလို့နော်နားရတယ်မရှိနော်နေလာကန်ပြီးမယ်ဆိုရင်မှငါတို့ကငါမောင်လေးလေဟွာနားရတယ်နော်ငါတရက်ကန်နေရနားရနော်ငါကန်ပြီးစမ်းနော်နိပညာလေးလည်းဘလောက်ရှိလဲဆိုမမတောင်းစိတ်စစ်ဆောင်ကြည့်လိုက်နော်မမတောင်းစိတ်ဒီမနာရဘူးအရှိပိုင်းနဲ့နောက်ပိုင်းနဲ့အင်ဂျင်တွေကန်ရနော်တရက်ပြင်မဲနဲ့လာကူညီပေးနော်ရှိပိုင်းကန်တာဘာမှထောင်ကြကြအောင်ဆိုင်ကဲဆင်တော့နော်တခြားရှိပိုင်းကန်ရနော်နင်းတိုင်းနဲ့နင်းကန်ဆိုင်ကဲရှိပိုင်းကန်ကျင်နေဆိုတော့မမတောင်းစိတ်ရှိလားကန်စီရမယ်နော်တရက်နဲ့စိတ်တော့ကန်ဘယ်နှစီးကန်မလဲလားနေကန်နေတော့ကန်နော်လာခဲ့လိုက်ပါမမတောင်းစိတ်ရှိဘာထောင်မှမကြပါဘူးနော်ဟေး